မောင်လေးကဆံမင်မှာအဝါရောင်စင်းကြောင်းနဲ့မွေးလာလို့အဖွားကသူထေးကံမာလာတာလို့ဆိုပေမဲ့ကြီးလာတော့ရက်ွက်ထဲကလူမိုက်ဖြစ်လာပါတယ်မင်းသမီးအထက်တန်းတက်မဲ့နှစ်မှာကဆေးနဲ့မိဘတွေကကြောင်းထုတ်ဖို့လုပ်ကြတာပေါ့အဲ့ဒီချိန်မှာမောင်လေးကသူ့လေပင်ကိုကြိုးကွင်းဆွတ်ပြီးအမောက်ကိုကြောင်းပေးမထားရင်တေးလိုက်မယ်လို့အသက်နဲ့လည်းချင်းချောက်ပေးခဲ့လို့မင်းသမီးကြောင်းဆက်တက်ခွင့်ရခဲ့ပါတယ်မင်းသမီးကလည်းတကြောင်းလုံးမှာတတိယနဲ့ကြောင်းဝင်ခွင့်ရခဲ့ပေမဲ့ကျောင်းသားတွေကတော့သူ့မောင်ကိုကြောက်လို့အနားမကပ်ရဲကြပါဘူးတရက်မှာကောင်လေးတယောက်ကလာပိုးလို့မင်းသမီးကညှင်းလိုက်ပေမဲ့အဲ့ဒီကောင်လေးကလက်မလျှော့ပဲညဘက်လမ်းကြားထဲမှာတွေးဖို့ထက်ချင်းလိုက်ပါတော့တယ်ညဘက်မှာမောင်လေးကသူ့ကိုစားသွားမှန်းသိလို့မင်းသမီးစိတ်ပူပြီးလိုက်သွားခဲ့ပါတယ်ဒါပေမဲ့ရောက်သွားတော့အဲ့ဒီကောင်လေးကမောင်လေးရဲ့ခြေထောက်ကိုဖက်ပြီးအပျော်ရွဲဖို့ပဲကြံစီခဲ့ရပါလို့တောင်းပန်နေတာမြင်လိုက်ရတာပေါ့မင်းသမီးကဒေါသတကြီးနဲ့တမျက်စီကမ်းပေးလိုက်တာနဲ့မောင်လေးကချက်ချင်းသဘောပေါက်ပြီးရိုက်ဖို့လှုပ်လို့အဲ့ဒီကောင်လေးလန့်ပြေးသွားပါတယ်ထိုနေ့ကစလို့မင်းသမီးစာကြိုးစားခဲ့လို့တကြောင်းလုံးမှာအဆင့်တနဲ့ထိတ်တန်းတက္ကသိုလ်ကြီးကိုအောင်ခဲ့ပါတယ်တရက်မှာအရင်ကမင်းသမီးကိုကြောင်းမထားဖို့မြောက်ပေးခဲ့တဲ့အတော်ကဒါဖြစ်သူကိုအလကားစာပြပေးဖို့လာတောင်းဆိုပါတယ်ဒါကိုမောင်လေးကတီးတော့အတော်ဖြစ်သူရဲ့လက်ဆောင်တွေကိုမှောက်လန့်ပစ်ပြီးငါအမောက်ကိုစာပြခိုင်းခြင်းရင်တနာရီကိုဒေါ်လာ1000ပေးရမယ်လို့ပညာပေးမောင်းထုတ်လိုက်ပါတယ်ကျောင်းပိတ်ရက်မှာမိဘတွေကမင်းသမီးကိုပိုက်ဆံရှာခိုင်းပေမဲ့မောင်လေးကတော့သူစုထားတဲ့ပိုက်ဆံတွေအကုန်ပေးပြီးအမောက်ကိုပျော်ပျော်ပါးပါးပဲနားခိုင်းခဲ့ပါတယ်နှစ်လအကြာတက္ကသိုလ်တက်မဲ့နေ့မှာတော့မောင်လေးကသူ့ရဲ့လူမိုက်ဖွဲ့တွေနဲ့ရောက်လာပြီးအခုကစားပြီးငါဒီကျောင်းမှာလုံခြုံရေးလုပ်တော့မှာဘသူမှအမောက်ကိုအနိုင်ကျင့်ရဲမှာမဟုတ်ဘူးလို့ပြောပြီးအဆောင်ခန်းထဲအထိအထုပ်တွေဝိုင်းတယ်ပေးခဲ့ပါတယ်မောင်လေးတို့အဖွဲ့ကြောင့်အဆောင်ကသူငယ်ချင်း2ယောက်ကြောက်တူးတုံနေချိန်မှာပဲနောက်ဆုံးဆောင်ဖော်မိန်းကလေး1ယောက်အခန်းထဲဝင်လာပါတယ်သူကတော့ဘသူမှထင်မှတ်မထားတဲ့မြို့မှာအချမ်းသာဆုံးသူထေးကြီးရဲ့သမီးအလှပကေးလေးဖြစ်နေပါတော့တယ်